irrecoverable debt allowance for doubtful debt ဘာကွာလဲ irrecoverable debt ဆိုတာကဆုံးရှုံးသွားပြီးသားကြွေး allowance for doubtful debt ကကြတော့ prudent concept အရာတို့ကဝင်ငွေနဲ့နော် asset တွေဝင်ငွေတွေကိုပို့မပြရဘူးနောက်တစ်ခုကကြတော့ liability တွေ expense တွေကို short မပြရဘူးဆိုတော့ accounting concept အရာ prudent concept အရာရေးဆွဲတာဖြစ်တယ်အဲ့တော့ဒီနေရာမှာသင်သွားမဲ့သင်ခန်းစာတွေက trade receivable အကြောင်းကိုဘယ်လောက်သိသလဲ irrecoverable debt နဲ့ allowance for receivable လို့ခေါ်တယ် allowance for doubtful debt ဘာကွာလဲ allowance for doubtful debt အတွက်နီး journal entry နဲ့ ledger financial statement ရဲ့ဘယ်နားတွေမှာပြမလဲဆိုပြီးတော့ရှိတယ်ပထမဦးဆုံး trade receivable ဆိုတာဘာလဲ customer တွေထံကရရန်ရှိတဲ့ကြွေးတွေကိုဒါက receivable လို့ခေါ်တယ်အဲ့တော့ trade receivable ဆိုတာကကုန်ပစ္စည်းသို့မဟုတ်ဝန်ဆောင်မှုတွေကိုအကြွေးရောင်းချပြီးတော့ customer တွေစီကရစရာရှိတဲ့ amount ကိုခေါ်တယ်ဥပမာအဖြစ် company A က customer B ထံသို့1000တန်တဲ့ကုန်ပစ္စည်းတွေကိုရက်30ဆိုင်ပေါ့ရက်30အတွင်းပေးချေရန်အကျွေးစနစ်နဲ့ရောင်းလိုက်တယ်ဒါဆို company A က trade receivable တွင်သူက1000ရှိမယ်ဒါဆိုရင်တို့ကအကျွေးရောင်းတဲ့အတွက်ဘယ်လိုမျိုး risk တွေရှိလဲဒါလည်းသိထားတဲ့တယ်အဲ့တော့အကျွေးရောင်းနေဆိုရင် customer တွေပြန်မဆက်နိုင်တာ risk နောက်တစ်ခုကကြတော့တို့ delay payment လို့ခေါ်တဲ့အချိန်ကြာတဲ့ရစရာရှိတဲ့ကြွေးတွေအကြောင်းဖြစ်တယ်ပေါ့နော်ဒါကတော့အချိန်ကြာတဲ့ကိစ္စနောက်တစ်ခုကကြတော့ dispute လို့ခေါ်တဲ့ကိုယ့်ရဲ့ရောင်းချလိုက်တဲ့ကုန်စည်ဝန်ဆောင်မှုတွင်မှာအယောင်မကြိုက်လို့သူတို့မှာတဲ့အတိုင်းမဖြစ်လို့အဆရှိသဖြင့်အငင်းပွားတဲ့ကိစ္စတွေကလည်းလုပ်ငန်းအတွက်တော့ risk ပဲနောက်တစ်ခုကကြတော့ customer တွေကဒေဝါလီခံလိုက်တာ bankruptcy ဒါတွေကလည်းအကျွေးရောင်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ risk တွေပဲဖြစ်တယ်အဲ့တော့ဒီနေရာမှာ accounting equation ကိုပြောမယ်ဆိုရင် assets equal to equity plus liability အရရောင်းလိုက်တယ်လို့ပြောရင် sales လို့ sales မှာ income မှာတိုးတယ်လို့ assets မှာလည်းတိုးမယ် sales ဆိုတာက income ဆိုတာက profit ဆိုတာက equity receivable ဆိုတာက assets အဲ့တော့ prudent concept ဆိုတာကရစရာရှိတာတွေကို asset တွေကို not overstate ပိုမပြရဘူးဒါကြောင့်မလို့တို့ကကျွေးဆုံးရတာချက်ကလေးရတာပါတယ်အဲ့တော့ irrecoverable debt ကျွေးဆုံးပြန်မရနိုင်တဲ့ကျွေးအကြောင်းပြောမယ်ဆိုရင်တော့ irrecoverable debt ဆိုတာက customer ကတေချာပေါက်ပြန်ပေးဆက်နိုင်တော့မီမဟုတ်သည့်ကျွေးမီဥပမာအဖြစ်ခုနပြောလိုက်တဲ့ bankrupt ဒေဝါလီခံသွားတာတက်တန်းအရန်ကြာလို့မဆက်လို့တော့တာနောက်တစ်ခုကကြတော့ရုံးရောက်ဂိုက်ရောက်ဖြစ်သွားပြီးတော့ဒါနောက်ဆုံးဆုံးရှုံးသွားတဲ့ကိစ္စပေါ့အဲ့တော့တေချာတာတစ်ခုကအရေးကြီးတာ irrecoverable debt ကိုကသိရှိတာနဲ့တပြိုင်နက်ချက်ချင်းကို write off လုပ်ပေးရမယ်သူ့ရဲ့ journal entry ကတော့ကျွန်တော်တို့ဗမာ debit လဲဆိုတော့ expense ဖြစ်တဲ့အတွက် irrecoverable debt မှာ debit trade receivable မှာ credit တနည်းအားဖြင့်ပြောရင် expense တွေတိုးလာပြီးတော့ assets တွေလျော့သွားစေတဲ့အရာကို bad debt လို့ခေါ်တယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ example လေးနဲ့ပြမယ်ဆိုရင်တော့ဥပမာ company X က receivable 9000မှာပါဝင်တဲ့ customer Y 2000ဒီ irrecoverable ပြန်မရတော့ဘူး bankrupt ဖြစ်သွားတယ်ဒါဆိုရင် irrecoverable debt expense မှာ debit trade receivable မှာ credit ဒါဆိုရင်တို့က income statement လို့ခေါ်တဲ့ statement of profits or loss မှာ irrecoverable 2000က expense သူဒီ profit ကိုလျော့စေတယ်ဈေးဖြစ်တော့ profit ကိုလျော့စေတယ်ဆိုရင် equity ကိုလည်းလျော့စေတယ် statement of financial position မှာကြတော့ trade receivable 9000နဲ့က2000ကိုနှုတ်လိုက်ရင်4000နဲ့8000ကျန်မယ်နောက်တစ်ခုသွားရအောင် allowance for doubtful debt ကျွေးဆုံးရထားချက်အခုနောက်ပိုင်း allowance for receivable လို့ခေါ်တယ်အရင်တုန်းကတော့ provision for bad debt လို့ခေါ်တယ်အဲ့တော့အဲ့ဒီနေရာမှာ allowance for doubtful debt ကဒီအနာဂတ်မှာပြန်ရဖို့မသေးကြတဲ့ estimate လုပ်ထားတဲ့ amount ဖြစ်တယ်
အဲ့ allowance ဒီလိုလုပ်ချင်းအပြင် prudent concept ကိုကျွန်တော်တို့လိုက်နာရရောက်တယ်အဓိကတော့ allowance ဒီ asset နဲ့ contra ဖြစ်တယ်အဲ့တော့ trade receivable တွေကနေပြီးတော့ကျွန်တော်တို့ကနှုတ်ပေးရမှာအဲ့တော့ customer account မှာ direct position မလုပ်ဘဲနဲ့ statement of financial possession မှာ trade receivable တွေကနှုတ်ပြရမယ်အဲ့တော့ဒီနေရာမှာတော့အရင်တော့ရှိခဲ့တဲ့ specific allowance ပေါ့နော်တယောက်ချင်းစီအတွက်အတိအကျ provision လုပ်ရတဲ့ကိစ္စဒါတော့ဒီမှာအသေးစိတ်မရှင်းပြတော့ဘဲနဲ့ဒီ journal ရိုက်တဲ့ဟာလေးကျွန်တော်ကြော်ပြီးတော့ပြောလိုက်ဥပမာ journal ရိုက်တယ်လို့ပြောရင် journal ledger ရိုက်တယ်ဆိုရင်ကျွေးဆုံးတဲ့အတွက်ဒါက create ဆိုတာကပထမဦးဆုံးချိန်မို့လို့သူက create လို့သုံးတာတကယ်တော့ creating က allowance for doubtful debt တိုးတယ်လို့ပြောတာ ਨੇ အတူတူပဲတိုးတယ်လို့ပြောရင်ကုန်ကြစေ allowance for doubtful debt ကသူက negative trade receivable ဖြစ်တဲ့အတွက်ကြောင့်မို့လို့ credit nature ဖြစ်တယ်ဒါကြောင့် allowance for doubtful debt တိုးခြင်းသည် allowance for doubtful debt မှာ credit တိုးလာတဲ့အတွက် irrecoverable debt expense မှာ debit allowance for doubtful debt မှာ credit irrecoverable debt expense မှာ debit ဒါဆိုနောက်တစ်ခုအရင်နှစ်နဲ့အခုနှစ်နဲ့နှိုင်းယှဉ်တော့မယ်ဒါဆိုတို့က allowance for တိုးလာတယ်လို့ပြောရင်နှစ်စနဲ့နှစ်ဆုံးနဲ့နှိုင်းယှဉ်တာဥပမာနှစ်စမှာ allowance လောက်ထားတာက100နှစ်ဆုံးမှာ120ဆိုရင်ဒါဆိုရင် adjustment 20ဒီတိုးလာတာအဲ့ဒီ20အတွက် debit entry ရိုက်တာအဲ့တော့ irrecoverable debt expense မှာ debit တိုးလာတဲ့စရိတ် allowance for doubtful debt မှာ credit သူကတော့ trade receivable ကိုလျော့သွားစီ decrease ကြတော့ကျွန်တော်တို့ပြောင်းပြန်ဆိုတာကနှစ်စမှာဆုံးမဲ့ထင်ထားတာက100နဲ့20ပေါ့နှစ်ဆုံးမှာကြတော့ဆုံးမဲ့ထင်တာက90ဆိုရင်ကျွန်တော်တို့30ကလျော့သွားတယ်တဲ့အတွက်ကျွန်တော်တို့က allowance for doubtful debt မှာ debit နောက်တစ်ခုကကြတော့ irrecoverable debt expense မှာ credit ဒါကိုအရင်တော့ကတော့ income မှာပြတယ်အခုကတော့ irrecoverable debt expense မှာ credit ပြတယ်အဲ့တော့ဒီဘက်ကလေးတစ်ချက်တော့ကြည့်ပါအောင်အဲ့တော့ကျွန်တော်တို့က allowance for doubtful debt ကသူကဘာ nature လဲဆိုတော့ credit nature ကျွန်တော်ဒီအကောင်လေးထောင်ပြမယ်ဒါဆိုရင် opening က credit တိုးလာတာလဲ credit closing ကတော့ debit အဲ့တော့ပြောရင် allowance for doubtful debt ကသူ့ရဲ့ nature က trade receivable ရဲ့ပြောင်းပြန် negative trade receivable ဆိုတော့သူက credit ကစမယ် opening credit debit မှာဆုံးမယ် closing က debit အဲ့လိုလေးသွားပြီเนาะအဲ့တော့သူက credit ကစ debit မှာဆုံးတိုးရင်ဒါက expense ကိုတိုးစေတာရော့တယ်ဆိုရင်တော့ expense ကိုသက်သာသွားစေတာအဲ့တို့ summary table လေးကြည့်အောင် bad debt write off ဆိုရင် irrecoverable debt expense မှာ debit trade receivable မှာ credit create allowance ဆိုရင် irrecoverable debt expense မှာ debit allowance for doubtful debt မှာ credit ရပြီနော်နောက်တစ်ခုက increase allowance ဆိုရင်တော့ irrecoverable debt expense မှာ debit allowance for doubtful debt မှာ credit decrease ဆိုရင်တော့ allowance for doubtful debt မှာ debit irrecoverable debt expense မှာ credit ရော့သွားရဲဆိုရင်ဈေးကိုသက်သာစေတာဒါဆိုရင်တို့ရသွားမယ်လို့ဆရာကထင်ပါတယ်ဒီဟာလေးတစ်ချက်ထပ်ပြီးတော့ပြောလိုက်မယ်အဲ့တော့ဒီ write off လုပ်ထားတဲ့ကျွေးပြန်ရလာရင် irrecoverable debt recover လို့ခေါ်တယ်မထင်မှတ်ဖဲနဲ့ဆုံးတဲ့ကျွေးပြန်ရတာဆုံးတဲ့ကျွေးသူ့ကို3ဆင့်တွက်လဲရတယ်ကျွန်တော်တို့က2ဆင့်လဲတွက်လဲရတယ်ဒါနဲ့ပတ်သက်ပြီးတော့သင်တန်းသူများကိုကျွန်တော်က sample လေးနဲ့နည်းနည်းလောက်ပြပေးမယ်ကျွန်တော်တို့ကကြော်ချလဲရတယ် shortcut သွားလဲရတယ်ဥပမာအပြင်ကျွန်တော်တို့ဘာလဲဆိုတော့အကောင့်လေးတွေထောင်ကြည့်လိုက်ရင်တော့ပို့ပြီးတော့သိတာတယ်ဥပမာအပြင်ကျွန်တော်တို့အကောင့်လေး3ခုထောင်လိုက်မယ်နော်အဲ့တော့ irrecoverable debt recover ဆုံးတဲ့ကြွေးပြန်ရတယ်
ဆုံးတဲ့အကျွေးပြန်ရတယ်ဆိုရင်တော့ကျွန်တော်တို့က trade receivable account မှာ debit trade receivable account မှာ debit နော် trade receivable ခဏလေးအဲ့တော့ကျွန်တော်တို့ကဆုံးတဲ့အကျွေးပြန်ရရင် trade receivable customer မှာ debit irrecoverable debt recover account မှာ credit အဲ့လိုသွားမယ်နောက်တစ်ခုကကြတော့ customer စီကနေပြီးတော့ irrecoverable debt recover ပြီးတော့နောက်တစ်ဆင့်ပါလာမလဲဆိုတော့နောက်တစ်ဆင့်ကပတ်စံရတယ်ဆိုတော့ကျွန်တော်တို့ကဒါက recover ပေါ့ပြန်ရတာဒါကကြတော့ receipt ဝေရတော့ဘက်မှာ debit trade receiver မှာ credit နော်နောက်တစ်ခုကကြတော့ဒီ bad debt recover ပေါ့အဲ့ဒီကောင်ကကြတော့ bad debt recover မှာကျွန်တော်တို့ debit statement of profits or loss မှာရောက်တော့ credit ဒီလိုသွားလိုက်နော်အဲ့တော့တို့ကဒါလေးကတော့နမူနာအနေနဲ့ကျွန်တော်တို့ပြောပြတဲ့သဘောပါအဲ့တော့စုံမိသားကျွေးပြန်ရတယ်ဆိုရင်သူ့ရဲ့ step by step ကဒီလိုလေးသွားတယ်တကယ်လို့ကိုကဆုံးရှုံးထားတဲ့ကျွေးသည်တို့ပြန်ရတယ်ဆိုရင်ပုံမှန်အားဖြင့်ဘဏ်အကောင့်မှာ debit irrecoverable debt recover account မှာ credit ဆိုပြီးတော့ကျွန်တော်တို့ဒီပတ်စံကိုတန်းပြီးတော့ဒီလေက debit credit ခြေသွားပြီးတော့ကြော်ချလိုက်ရင်လည်းရတယ်เนาะနောက်တစ်ခုကကြတော့ကျွန်တော်တို့ bank account မှာ debit အခုပဲဆုံးတယ်တတ်မှတ်တယ်အခုပဲပြန်ရလိုက်တယ်ဆိုရင်ဆုံးတော့ကတတ်မှတ်တာက bad debt အဲ့တော့အခုပဲပြန်ရတယ်ဆိုတော့ဇရိတ်ကိုပြန်ပြီးတက်တာသွားတဲ့အတွက်ပတ်စံရတာဖြစ်တဲ့ bad debt မှာ credit bank account မှာ debit ဒီလိုလဲရတယ်အဲ့တော့မနစ်ကကျွေးပြန်ရရင်တော့အရင်နှစ်ကဆုံးပြီးသားကျွေးအရင်နှစ်ကဆုံးပြီလို့သတ်မှတ်ထားတဲ့ကျွေးပြန်ရရင်ဘဏ်မှာ debit recover မှာ credit အဲ့တော့ဒါကကြတော့ဒီနှစ်ဆုံးပြီလို့သတ်မှတ်တယ်ဒီနှစ်ပဲပြန်ရတယ်ဆိုရင်တော့ဇရိတ်ကို short ချလိုက်တဲ့သဘောနဲ့သွားမယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒီ example တွေကတော့သီးသန့်မပြောသွားတော့ဘူးလက်ရှိသင်ခန်းစာတွေမှာတော့ပြန်ပြီးတော့ညီကုန်းချုပ်အနေနဲ့ကျွန်တော်ပြောပြမယ်ဆိုရင်တော့ trade receivable ဆိုတာဘာလဲ customer တွေစီကပြန်ရတဲ့အကျွေးတွေဖြစ်တယ် irrecoverable debt ဆိုတာကမရတော့ဘူးလို့သိကြတဲ့အကျွေး allowance for doubtful debt ဆုံးမယ်လို့ယာထားချက်ဆုံးမယ်ထင်တာဒါလေးမှတ်ထားဖို့ရမယ်နောက်တစ်ခုကကြတော့ write off လုပ်ရင် irrecoverable debt မှာ debit trade receivable မှာ credit create နဲ့ increase နဲ့အတူတူပဲတိုးရင် irrecoverable debt expense မှာ debit allowance for doubtful debt မှာ credit ရော့သွားရင်တော့ allowance for doubtful debt မှာ debit irrecoverable debt expense မှာ credit ဆုံးတဲ့ကျွေးပြန်ရရင်တော့ကျွန်တော်တို့က cash မှာ debit cash မှာ debit bad debt recover မှာ credit အလို့သွားမယ်ဒါလေးတွေမှတ်ထားရင်တော့ကျွန်တော်တို့ဒီအခန်းနဲ့ပတ်သက်လို့တော်တော်များများရသွားလိမ့်မယ်လို့ထင်ပါတယ်နောက်သင်ခန်းစာများမှာလည်းကျွန်တော်တို့တင်ပေးဦးမှာမို့လို့ like and share လုပ်ထားလို့ရပါတယ်